的中波嘛，格里马里迪奥个杜马也米巴对变了不，谁阿特单说少你开吧的，都都要了的，看没跟上格里迪奥个考拉开吧的。米看个杜马也的米里米一个忙里的使用个做手部表来吧的。美也面那嘛，万达阿呀阿表对波拉比忙里个南个弄些来的卡使用个等多开吧的。杜马个使用做手吧的，我个面嘛几把路没些来的卡，对面那嘛表现的表对波波拉开吧的。当年加比的卡美一个变不个南亚将今年比阿呀巴呀便宜了个对呀吧的，变不叫模板里的使用个杜马被老面的说了个没切比开吧的，美一个后头帮我个面的帮我个阿妈积累了公有说东边来吧的。သူတို့ရဲ့အဖေရောက်လာတဲ့အခါမေကြီးကနှွေးထွေးစွာနှုတ်ဆက်လိုက်ပါတယ်အဖေကသူမကိုမင်းကအရင်လိုပဲတောက်ပနေတာပဲလို့ချစ်ခင်စွာပြောလိုက်ပါတယ်ရှီယုံကလည်းသူ့အဖေကိုနှုတ်ဆက်တဲ့အခါအဖေကသူ့ကိုယုံကြည်စိတ်ချရတဲ့သူလို့ချီးကျူးလိုက်ပါတယ်ဒီမဲ့ရှီယုံကမေကြီးကဒါတကယ်အားကိုးရတဲ့လူလို့နှိမ်ချစွာပြောဆိုလိုက်ပါတယ်မေကြီးကလည်းပြောင်ချော်ချော်နဲ့သဘောတူပေမဲ့စိတ်ထဲမှာတော့ရှီယုံကတကယ်ကိုအားကိုးရတဲ့သူလို့တွေးနေခဲ့ပါတယ်။သူမကရှီယုံကမိခင်ကိုဘယ်လိုကူညီလဲအဲ့ရမဆိုတော့တာတခါတလေအရွယ်ရောက်ပြီးသားလူကြီးတယောက်လိုနည်းနည်းတွေးနေတာကိုလည်းအံ့ဩတဲ့ကြီးနဲ့ကြီးနေခဲ့ပါတယ်။ဒါပေမဲ့သူမကိုနည်းနည်းလေးမနာလို့ဖြစ်စေခဲ့ပါတယ်။နောက်ပိုင်းမှာရှီယုံကမော်စကားတချို့ကိုရွတ်နေတာကိုတွေ့ရပါတယ်။မေကြီးကသူကပြဆက်အတွက်လေ့ကျင့်နေတာလို့ထင်ပြီးမောင်လေးငယ်တုန်းကအမတ်တရားတွေကိုရေမောနေခဲ့ပါတယ်။ညစာစားချိန်မှာတိတ်ဆိတ်နေတဲ့အချိန်လေးမှာရှီယုံကရုတ်တရက်အဖေကိုစကားတခွန်းလေးမေးခဲ့ပါတယ်မိစ္ဆာတကယ်ရှိလားအဖေကမေးခွန်းကြောင့်အားတင်သွားပြီးမှမိစ္ဆာတွေတကယ်ရှိကြောင်းအတည်ပြုလိုက်ပါတယ်သူကရှီယုံကိုကျုံကနေပေတော့မှမထက်ခွာဖို့တတိပေးပြီးမိခင်ကဒီတတော်ဝါတွေရဲ့အန်တရဲ့ကြီးပြီးတေးစေနိုင်တဲ့တဘာဝအကြောင်းကိုပြောပြပြီးသားဖြစ်မယ်လို့အလေးအနက်ထားပြောပါတယ်ရှီယုံကမိစ္ဆာတကောင်နဲ့တွေ့ရင်ပြေးပြီးလူကြီးတယောက်စီကအကူညီတောင်းရမယ်ရှီယုံကနောက်ထပ်မိခွန်းတစ်ခုမေးပါတယ်ဝိညာဉ်တွေနဲ့နတ်သမီးတွေတကယ်ရှိလားအဖေကနတ်သမီးတွေရှိကြောင်းသိပေမဲ့ဝိညာဉ်တွေအကြောင်းတော့မသိဘူးလို့ဝန်ခံခဲ့ပါတယ်။ဒီကအဲ့ဒီစကားဝိုင်းချပြီးအံ့ဩတင်သွားတဲ့လက္ခဏာတွေမျက်နှာမှာပေါ်နေပါတယ်။ရှီယုံကနောက်ထပ်မေးခွန်းတစ်ခုမေးလိုက်ပါတယ်။မော်တွေတကယ်ရှိလား။ရေမီလေးစားတဲ့တွက်စင်တွေကိုထိန်ချုပ်ပြီးတစ်ခုခုကိုဖန်တီးနိုင်တဲ့မော်တွေရောရှိလား။အဖေကနားမလည်နိုင်စွာနဲ့မော်ဆိုတာတခါမှမကြားဘူးလို့တုံ့ပြန်လိုက်ပါတယ်။ရှီယုံကစိတ်ပြတ်သွားတာကိုမြင်တော့မေကြီးကစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ရှီယုံကဆက်ပြီးမေးခဲ့ပါတယ်။အဖေကမကြားဘူးပေမဲ့မော်တွေတကယ်ရှိနိုင်လား။အဖေကမော်တွေရှိနိုင်ကြောင်းလက်ခံပေမဲ့သူကပညာတတ်တယောက်ဖြစ်ပြီးဘ ഹു တုတတွေအများကြီးရှိကြောင်းပြောလိုက်ပါတယ်။သူတည်ထားတဲ့အရာတွေအရာမော်ဆိုတာတာမန်လူတွေကြားမှာအတိအမှတ်ပြုထားတဲ့အရာမဟုတ်ဘူး။ပြီးတော့ရှီယုံကိုမိစ္ဆာတွေနတ်သမီးတွေနဲ့မော်တွေအကြောင်းဘေကနေတိလာတာလဲလို့မေးလိုက်ပါတယ်။ရှီယုံကတိတ်ဆိတ်နေပြီးဘာမှမဖြေချင်ပုံရပါတယ်။ရှီယုံကသူ့စီလာပြီးနေကောင်းရက်လားလို့မေးပါတယ်။သူကအယမ်းဖြူဖြောနေတာကိုတတိထားမိလို့ရှီယုံကသူနေကောင်းကြောင်းပြောပေမဲ့အယမ်းတုံလို့ပြီးဝမ်းနည်းနေပုံရပါတယ်။အဲ့ချိန်ကစပြီးသူကမော်ဆိုတဲ့စကားကိုနောက်ထပ်ပဲတော့မှမပြောတော့ပါဘူး။သုံးနှစ်ကြာပြီးတဲ့အခါမေကြီးကတစ်သားတွေနဲ့လေ့ကျင့်နေတာကိုရှီယုံကဂုံယူစွာနဲ့ကြည့်နေတာကိုတွေ့ရပါတယ်။လေ့ကျင့်ရေးပြီးတဲ့အခါမေကြီးကသူ့ဘေးမှာထိုင်ပြီးအနားယူပါတယ်။ရှီယုံကသူမဘာလို့ဒီလောက်စူးစမ်းပြီးလေ့ကျင့်နေတာလဲလို့မေးပါတယ်။မေကြီးကသူ့ရဲ့အမကြီးအနေနဲ့တခုခုဖြစ်လာရင်သူ့ကိုကာကွယ်နိုင်အောင်အစင်သစ်ဖြစ်နေချင်လို့ပါလို့တုံ့ပြန်လိုက်ပါတယ်။ရှီယုံကသူမဘာကနေကာကွယ်ပေးနေတာလဲလို့မေးလိုက်ပါတယ်။သူမကမိစ္ဆာတွေဝိညာဉ်တွေဒါမှမဟုတ်တခြားချင်းချောက်မှုတွေကနေကာကွယ်ပေးနေပါတယ်လို့ရှင်းပြလိုက်ပါတယ်။မေကြီးကအမကျဲအနေနဲ့ဒါကသူမရဲ့တာဝန်လို့အတည်ပြုလိုက်ပါတယ်။သူမကတခါလေခက်ခဲပေမဲ့ဒါကသူမကိုပိုတမ်းမာစေပြီးသူ့ကိုကာကွယ်စေနိုင်တယ်လို့ပြောတယ်လို့ဝန်ခံလိုက်ပါတယ်။မေကြီးကသူမကအယမ်းညံကောင်းတဲ့သူမဟုတ်ပေမဲ့ကိုလည်းလှုပ်ရှားမှုတွေမှာတော့ထူးချွန်တယ်လို့ထပ်ပြောလိုက်ပါတယ်။ဒီယုံကသူမဘာလို့ဒီလောက်စူးစမ်းပြီးလေ့ကျင့်နေတာလဲဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့ပါတယ်။